ဒါပါအောက်ကအေးတယ်မင်းကျေးဇူးတင်ပါတယ်သူ့မျက်လုံးတွေကပြတ်သားတယ်အမိုက်တဆလို့လုံးဝမဟုတ်ဘူးဇီရွမ်တန်း30ကိုမင်းကိုယ်တိုင်တာဝန်ယူရမယ်ညီမမင်းရဲ့အရှုပ်ထုတ်တွေကိုငါမရှင်းတော့ဘူးစုဝတ်အမေသူ့ကိုစက်ကာကွယ်ပေးနေရင်စုမိသားစုပြီးဆုံးသွားပါပြီကူရှောင်းထင်းကမနှက်ဖြန်ညပွဲတော်ကိုဖိတ်တယ်မင်းသွားမလားကျမသွားမှဖြစ်မယ်လေစုရှိရဲ့လက်ရှိအခြေအနေအရဒီဇလန်းကိုပါဝင်မှရမယ်သူကမင်းကိုလက်ထပ်ချင်တာသူကမင်းကိုဘာလို့လက်ထပ်ချင်တာလဲသိလားဆော့ရှိုင်းနေမြေပြီးရင်ဇလန်းတွေကိုတုံးပြီးစုရှိကိုဝါမျိုးမလို့ပဲသူကလူကောင်းမဟုတ်ဘူးဆိုတာကျမသိပါတယ်ဒါပေမဲ့အခုကျွန်တော်သိပြီသွားမင်းငါဘာလုပ်နေလဲဆိုတာငါသိတယ်ဒီဝစ်စုံလေးဒါကိုဘယ်ကရတာလဲတငယ်ချင်းတယောက်စီကလက်ဆောင်တစ်ခုအိုးမင်းကအရန်လာတာပဲဘလို့တငယ်ချင်းမျိုးလဲဒီလောက်ဈေးကြီးတဲ့ဝစ်စုံကိုမင်းကဘာတူလဲကားပေါ်တက်ပါစုဝံကဘာအတွက်ကျမကိုလက်ထပ်ခဲ့တာလဲအခုချိန်မှာဒါတွေပြောဖို့မသင့်တော်ဘူးဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်ဒီထက်ပိုပြီးမစောင့်ချင်တော့ဘူးစုရဲ့ပြဿနာကိုကြက်ခိုင်မှုနဲ့လုံးဝဖြေရှင်းနိုင်ပါတယ်မင်းဒီလောက်ပင်ပန်းခံစရာမလိုပါဘူးတခင်လေးကမင်းရဲ့အတုံးမကျတဲ့ခင်မုန်းကိုငါစိတ်ဝင်စားဘူးဒါပေမဲ့ကျွန်တော်ဂရုမစိုက်ပါဘူးမင်းကောင်းညစ်ပြလိုက်သူပဲချိန်မစိုးပျောက်ကွယ်သွားနိုင်တယ်လူယွမ်မင်းပဲမှာလဲမျိုးသားမျိုးသမီးအပေါင်းတို့ယနေ့ညသတင်းကောက်တစ်ခုကြေညာရန်ရှိပါသည်။စူအုပ်စုမှမစ္စစ်စူဝမ်သူမကကျွန်တော်ရဲ့တို့သမီးလောင်းဖြစ်လာတော့မယ်။ဂူရှောင်းထင်းဘာပြောလိုက်တာလဲ။ဝမ်စော့ကစားတာရက်လိုက်ပါတော့โอเคလား။မစ္စတာကူမာအရေးချင်းတွေကိုအကောင်းဆုံးမြင်နိုင်ချက်ရှိတယ်ဆိုတာကျွန်တော်သိပါတယ်။ဂုဏ်ယူပါတယ်။မေပါအတိတ်ပဲမရှိတဲ့အကြောင်းတွေပြောနေတာလေ။ဝမ်ငါမင်းကိုဂယူးဆိုင်မယ်။ကျမသဘောမတူဘူးကောင်းတယ်လူအများကြီးရှိမှငါ့ကိုအရှက်မခွဲပါနဲ့ဆရာကျေးဇူးပြုပြီးခမရဲ့ဖိတ်ကြားစာကိုပြပါကျွန်တော်ဇနီးကအထဲမှာရှိတယ်အိုးဒါကမစ္စစုရဲ့ရင်မောင်းမဟုတ်ဘူးလားမင်းမလို့ဒီမှာရှိနေတာလဲထွက်သွားဟာကားမောင်းသမားရောက်လာပြီလမ်းဖွင့်ပေးပါဇနီးလူယွမ်ကသူ့ကြေညာချက်ကိုအပိတက်လိုက်တယ်အခုကျွန်တော်အလှည့်ပါရှာ30သိန်းငွေတွေရောက်လာပြီတန်း30အိမ်မက်မက်နေတာလား Geschenk Mo ဒီမှာတင်ပါလုံနေပါတလဲရွှန်ချွမ်မြို့တော်မှာလင်မိုးမစ္စတာလင်းဒီအတုံးမကျတဲ့ငယ်ရွယ်တဲ့ဆရာကူကိုမင်းသိလားတင့်စကားကိုတတိပြုပါသူကဂျီကိုလိုတယောက်ပဲသူကမိမတယောက်ရဲ့ဆက်သွယ်မှုကနေတဆင့်ဝင်လာခဲ့တာကြီးကျက်သူအဖွဲသူ့မှာဒီမှာထိုင်ဖို့ဘာခွင့်ရရှိလို့လဲငါသာသူ့နေရာမှာဆိုရင်ရှက်လုံးလို့ဘသူ့ကိုမှမျက်နှာမပြရဲတော့ဘူးနင်မလုံးနေပါလဲ
အမိုက်ကောင်ကြီးဒါကရိုရန်ကပ်ပီတွေကထုတ်တဲ့ဘလက်ကပ်ပါဆူရှာရဲ့ပြဿနာကိုရိုရန်ကပ်ပီတဲမှာမစ္စတာဆုနဲ့အတူရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကိုကျွန်ုပ်ဖြည့်ဆွတ်ခဲ့ပါတယ်ပမာဏတန်း90ဒါမှန်ပါလားရိုရန်ကပ်ပီတွေကမတ်အာလူရဲ့နင်ဘသူလဲငါမင်းကိုကာကွယ်ပေးမယ်လို့ပြောခဲ့တယ်ငါဒီ3နှစ်ကိုဘလို့ကုံဆုံးခဲ့လဲမင်းသိလားတောင်းပန်ပါတယ်စုရွံမင်းစောင့်ကြည့်လိုက်ဂူရှောင်းထင်းဘာပြောလိုက်တာလဲပျောက်ကွယ်သွားခြင်းလားတမတ်မေမေမှားတယ်မေမေမှားတယ်တမတ်ရဲ့အမေကမျက်စိမမြင်ခဲ့ဘူးမင်းအတော်ကိုမင်းကောင်းကောင်းနေမယ်လို့ကတိပေးထားတယ်မင်းဘာလို့ငါ့ကိုမပြောပြခဲ့တာလဲမင်းဖေကမင်းကိုကာကွယ်ဖို့ငါ့ကိုပြောခဲ့တယ်ကျမရဲ့အဖေစုဝံအံ့အားသင့်သွားတယ်ကျမအဖေဆုံးပါမသွားခင်3နှစ်အလိုမှဘာတွေဖြစ်ခဲ့လဲ3နှစ်မင်းမတရားမှုတွေအများကြီးခံစားခဲ့ရတယ်ဘာလို့မပြောတာလဲပြောတာအတိတ်ပဲမရှိဘူးမင်းဖေကမင်းကိုကိုယ့်ဘာသာကိုယက်တည်စေချင်တယ်လို့ပြောတယ်အဖေအရေးကြီးတဲ့ကိစ္စတွေကိုအရင်လုပ်ပါဒီညကူရှောင်းထင်းရဲ့ညစာစားပွဲအခုလောက်ဆိုပြီးသွားတင်ပြီထင်တယ်လူယွမ်းမင်းစောင့်ကြည့်နေလိုက်ပါ3ရက်ကြာမှဆူရှီရဲ့ရှယ်ယာတွေဟာ2ဆတိုးလာခဲ့တယ်ဖွင့်ဖက်ကြည့်ပါကျမရဲ့ဖခင်ရှောင်းဝမ်အဖေထွက်သွားတော့ပေမဲ့အဖေရှင်းပြဖို့အချိန်မရှိခဲ့တဲ့အရာတွေရှိတယ်လူယွမ်ကသူ့အဖေအယုံကြည်ရဆုံးလူပဲသူကရိုရန်ကပ်ပီတွေကပါတမတ်လေးပြန်လာပြီးပင်မနေလားတကောင်ရံမှုတ်စားခြင်းလားအမေကမင်းအတွက်လုပ်ပေးခြင်းလို့ပါအကိုမင်းအလုပ်စူးစမ်းလိုက်တာကျွန်တော်ရောက်ဖောက်ကိုလက်ဖက်ရည်တစ်ခွက်ငှက်ပေးခြင်းလို့ပါတမတ်ရေကယူးဆိုင်ပြီးအနားယူပါဟုတ်ကဲ့အကိုကြီးအနားယူပါရှောင်းရွံဒါကိုအေးအေးဆေးဆေးပြောလို့မရဘူးလားနင်မယ်သွားမလို့လဲတောက်ခွက်ကိုဖျက်ရိုက်ခြင်းပထမအဆင့်ပြီးဆုံးပြီဒါပေမဲ့တကယ်ဇလန်ကအစပဲရှိသေးတယ်စာကမြေပြင်ပေါ်မှာပြန့်ကျဲနေတယ်စုယွန်သည်ဖာအက်ကပီတယ်လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်စုဝံရဲ့စိတ်အဖေရဲ့နောက်ဆုံးစကားလိုပဲရှောင်းဝံကိုတေချာကယူးဆိုင်ပါဖြစ်ပျက်ရမည့်အရာသည်နောက်ဆုံးတွင်ရောက်ရှိလာခဲ့ပြီအဖေငါ့ကိုတကယ်ဘာတွေထားခဲ့တာလဲရှောင်းဝမ်အဖေမှာအချိန်အများကြီးမကြံတော့ဘူးငါမင်းကိုပြောပြဖို့လိုအပ်ချက်တွေရှိတယ်လူယွမ်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်အဖေသူ့ရဲ့အတိတ်ကိုမသိချင်ပါနဲ့ကျမကသူ့ကိုကျမရဲ့အဖေလိုပဲယုံကြည်တယ်အဖေကလူတွေကိုဘယ်တော့မှကောင်းကောင်းမဆုံးဖြတ်ဘူးနင်မာကိုပြောနေတာလဲလူယွမ်ဘာမှအတုံးမကျတဲ့ကောင်ညတစ်ခေါက်မှဘာလို့ငိုနေတာလဲအရန်စိတ်ရှုပ်စရာကောင်းတယ်ဂူမီသားစုနဲ့နီးစပ်အောင်နီးလက်တစ်ခုကိုမြန်မြန်စဉ်းစားပါဂူရှောင်းထင်းကမင်းကိုကြိုက်သွားတာမင်းကန်ကောင်းတာပဲမင်းဖေမဆုံးပါခင်တုန်းကဘယ်လိုစီစဉ်ထားလဲဆိုတာမင်းသိလားလူယွမ်ဆိုတာဘာလဲသိလားအမိုက်တဆကဘာတွေထပ်ဖြစ်နိုင်အောင်မလဲအတုံးမကျတဲ့အဖေကသူဟာစုမီသားစုရဲ့အုတ်ထင်းသူလို့ပြောပါတယ်တကယ်ရှုံးနေသူကဘယ်သူလဲအဖေကဒီမှာ3နှစ်ရှိပြီငါသူ့ကို3နှလုံးလုံးမတရားလုပ်ခဲ့တယ်မနှက်ဖြန်သူ့ကိုကျမကိုယ်တိုင်မေးကြည့်မယ်3နှစ်သူကကျမကိုရှင်းပြချက်ပေးစရာရှိမှထင်တယ်နောက်ဆုံးတော့ရောက်လာပြီး3နှစ်ကြာစောင့်ခဲ့ရတယ်နောက်ထပ်တညပဲဖြစ်ဖြစ်အရေးမကြီးပါဘူးဒီစာမင်းအစကတည်းကတီးခဲ့တယ်မဟုတ်လားဝင်လာပါကျွန်တော်တို့စကားပြောကြမယ်လူယွမ်မင်းကဘာတူလဲအချိန်တန်ရင်မင်းသိလိမ့်မယ်အချိန်မကျသေးဘူးမင်းရဲ့ဇလံပြီးသွားရင်ငါ့ကိုအချိန်နဲ့ပို့ပေးပါငါကမင်းရဲ့ဇနီးအဖြစ်3နှစ်နေလာတာမင်းငါ့ကိုပြောပြလို့မရတဲ့တခုခုရှိလားနေကကျမကိုအတုံးမကျတဲ့မိန်းမလို့ခေါ်တဲ့ခါနင်ဘာလုပ်နေပါလဲကူရှောင်းထင်းကြောင့်ကျမအဆက်ရခဲ့တဲ့ခါဘာလို့စကားမပြောတာလဲအချို့သောအရာများကိုသိရှိခြင်းကအန္တရာယ်ရှိနိုင်တယ်အန္တရာယ်ကငါမဟုတ်ဘူးစုဝံသူတို့ပါပဲဒါပေမဲ့အခုဒါတွေပြောနေကြတယ်ယုံပါမလား
နောက်ထပ်အပိုင်းတွေကိုဆက်လက်တင်ဆက်နိုင်ဖို့ like follow subscribe လေးနှိပ်ပြီးအားပေးခဲ့ပါအောင်ခင်ဗျ